ထိုင်နေရင်းနဲ့ပဲဖြစ်ဖြစ်ညအိယာဝင်ချိန်မှာပဲဖြစ်ဖြစ်ခြေလက်တွေခဏခဏထုံကျင်နေတတ်လားဒါမှမဟုတ်ရာသီဥတုကပူနေပြီမဲ့တင့်ရဲ့ခြေပြားလက်ဖြားတွေကအကြောင်းမရှိပဲအေးဆန်နေတာပါသလားဒါတွေဟာရိုးရိုးအကြောတတ်မဟုတ်ပဲတင့်ခန္ဓာကိုယ်ရဲ့တွေးလည်ပတ်မှုစနစ်အားနည်းနေပြီဆိုတဲ့သတိပေးလက္ခဏာတွေပဲဖြစ်ပါတယ်မင်္ဂလာပါ Tips for Health Channel ကနေကြိုဆိုပါရစေဒီနေ့မှာတော့တွေးလည်ပတ်မှုမကောင်းတဲ့အခါခန္ဓာကိုယ်ကပြသတတ်တဲ့အရေးကြီးလက္ခဏာ3ရပ်နဲ့အင်္ဂမာတဲ့အနည်းတကူတက်တာအောင်လုပ်နိုင်မယ့်နည်းလမ်းတွေကိုပြောပြပေးသွားမှာပါနံပါတ်1အကြောင်းမရှိပဲခြေလက်များထုံကျင်ခြင်းတွေးလည်ပတ်မှုမကောင်းတဲ့အခါနှလုံးကနေညှစ်ထုတ်လိုက်တဲ့သွေးတွေဟာခန္ဓာကိုယ်ရဲ့အစွန်းအဖျားတွေဖြစ်တဲ့ခြေဖျားလက်ဖျားတွေစီကိုလုံလုံလောက်လောက်မရောက်ရှိကြပါဘူးသွေးကြောတွေထဲမှာသွေးလည်ပတ်မှုနှေးကွေးသွားတဲ့အတွက်အာယုံကြောတွေကအောက်ဆီဂျင်အလုံလောက်မရတော့ပဲပျော့စိတ်ကြိုက်သလိုစူကနေကျင်ကနေခံစားပြီးမကြာခဏထုံကျင်လာတာဖြစ်ပါတယ်နံပါတ်2ခြေဖျားလက်ဖျားများအမြဲတမ်းအိပ်စက်နေခြင်းကျွန်တော်တို့ခန္ဓာကိုယ်ရဲ့အပူချိန်ကိုပုံမှန်ထိတောင်ထိန်းမြည်ပေးတာကသွေးကြောတွေကသွေးတွေပဲဖြစ်ပါတယ်သွေးလည်ပတ်မှုနှေးကွေးသွားတဲ့အခါအစွန်းအဖျားတွေစီသွေးမရောက်တော့တဲ့အတွက်ရာသီဥတုဘလို့ပဲပူနေပါစေတင့်ရဲ့ခြေဖျားတွေလက်ဖျားတွေကရေခဲတုံးလိုအေးဆက်နေတတ်ပါတယ်ဒါဟာသွေးကြောတွေကျင်းနေပြီဆိုတဲ့လက္ခဏာတစ်ခုပါနံပါတ်3အမြဲတမ်းပင်ပန်းနွမ်းနယ်နေခြင်းသွေးလည်ပတ်မှုအားနည်းတဲ့အခါခန္ဓာကိုယ်အင်္ဂါအစိတ်ပိုင်းတွေနဲ့ကြွက်သားတွေစီကိုလိုအပ်တဲ့အာဟာရဓာတ်တွေအောက်ဆီဂျင်တွေအလုံးအလောက်မရောက်တော့ပါဘူးအဲ့ဒီအခါနှလုံးကသွေးရောက်အောင်ဆိုပြီးပုံမှန်ထက်ပိုပြီးအားစိုက်ညှစ်ထုတ်ရပါတယ်ဒါကြောင့်အလုတ်ကျန်းတွေမလုတ်ထားဘဲနဲ့ကိုအမြဲတမ်းမောပါနေတာအားအင်ကုန်ခန်းနေတာတွေကိုခံစားရတာပါဒီလိုသွေးလည်ပတ်မှုအားနေတာကိုတတ်တာစီဖို့ဆိုရင်တနေရာထဲမှာအချိန်ကြာကြာထိုင်တာရက်တာမျိုးကိုရှောင်ပြီးနာရီဝက်တစ်ခါလောက်လမ်းထားလျှောက်ပေးပါရေများများတောက်ပေးပါပြီးတော့ Omega 3ကျွေဝါတဲ့ငါးရီအခွန်မာသီးရီနဲ့သွေးကြောတွေကိုကျဲစေတဲ့ကြက်သွန်ဖျူဂျင်းတို့ကိုနေ့စဉ်ဟင်းထဲမှာထည့်သွင်းစားပေးဖို့အကြံပြုချင်ပါတယ်တင်ရောခြေလက်တွေခဏခဏထုံချင်နေတတ်လားဆိုတာ comment မှာဝင်ရောက်ဆွေးနွေးပေးခဲ့ပါအောင်ဒီအချက်လေးတွေကိုသတိထားပြီးနေထိုင်မှုပုံစံကိုပြောင်းလဲကြည့်လိုက်ပါဗီဒီယိုလေးကအကျိုးရှိတယ်ဆိုရင် like နှိပ်ပေးဖို့နဲ့နောက်ထပ်ကျမ်းမာရေးဗဟုသုတတွေအတွက်ကျွန်တော်တို့ရဲ့ channel ကိုအခုပဲ subscribe လုပ်ထားလိုက်ပါ